ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခွနမိုင်ကျေးရွာတဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီအုပ်စုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုနေ့စဉ်ရက်ဆက်ဒရဆက်ပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပိတ်ချင်းမြို့အပါအဝင်တပိတ်ချင်းနယ်ကစစ်စခန်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်နေ့လယ်ပိုင်းမှာတော်လိုင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပေမဲ့ခွနမိုင်ရွာနဲ့တွင်းငယ်ရွာအနီးကစစ်စခန်းတွေကိုအပိသက်မသိမ်းနိုင်သေးပဲကြန့်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။ခွနမိုင်ရွာနဲ့တွင်းငယ်ရွာအနီးကလက်ကျန်စစ်စခန်းတွေကိုတော်လိုင်းတပ်တွေကပိတ်ဆို့ထားရာနှစ်ဖက်ပစ်ခတ်မှုတွေနေတိုင်းနှီးပါရှိနေပြီးတော့လက်ရှိမှာတော့စစ်ကောင်စီအုပ်စုကလေကြောင်းကနေအင်အားဖြည့်ကဖောက်ထွက်ဖို့အတွက်စ조사လာလို့အခုရက်ပိုင်းမှာပြစ်ခတ်မှုတွေပုံမပြီးတော့ပြင်းထန်လာတာလို့ရှေ့တန်းတော်လိုင်းရေးအင်အားစုတွေကပြောပြထားပါတယ်။ယခုရက်ပိုင်းအတွင်းမှာတွင်းငယ်ရွာဘက်မှာတိုက်ပွဲတွေငြိမ်နေပြီးတော့ခွနမိုင်ကျေးရွာဘက်မှာတော့စစ်ကောင်စီအုပ်စုကလေရင်တွေနဲ့ဘုံကျဲတာလက်နက်ကြီးနဲ့ပစ်တာမြေပြင်ထိုးစစ်တွေကိုဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့နှစ်ဖက်အထိကိတွေရှိတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်တော် PLA ရဲ့အထွေထွေရေးမှုရဲဘော်နီနီကျော်ကသတင်းပေးဖို့ပြောကြားထားပါတယ်။ဒီခွနမိုင်ဘက်ကိုလည်းသူတို့ဟိုတနေ့ကမှဘုံနှလုံးနဲ့လာချသွားတာပေါ့ဘုံနှလုံးလာချသွားပါတယ်အဲ့ဒီလိုသိရတယ်နောက်ပြီးတော့ကျမတို့ဂရုကျင်းထဲမှာရှိနေတဲ့ရဲဘော်တွေပေါ့နော်ဘန်ကာထဲမှာရှိနေတဲ့ရဲဘော်တွေကိုသူတို့ဘက်ကလက်နက်ကြီးနဲ့လှမ်းပြီးတော့ထုပါတယ်ကျမတို့ရဲဘော်တယောက်တောင်မှအထိကိဖြစ်သွားပါတယ်သူတို့ဘက်ကနေပြီးတော့ထိုးစစ်တွေဆင်လာတာတွေရှိတယ်အခုသူတို့အပြစ်ခတ်ရပ်ထားပြီးတဲ့နောက်ပိုင်းမှာမှသူတို့ဒီလိုမျိုးတွေဆက်ဖြစ်နေတာပေါ့ဆက်ဖြစ်နေတာမှာခွနမိုင်ဘက်မှာတော့နည်းနည်းအခြေအနေပိုဆိုးနေပါတယ်တွင်းငယ်ဘက်မှာလောလောဆယ်ငြိမ်နေသေးတယ်ဒါပေမဲ့အများအားသတိနဲ့နေရပါတယ်မန္တလေးတိုင်းထဲမှာကိုတပိတ်ချင်းထဲမှာကိုတွင်းငယ်ခွနမိုင်နောက်မရိယာဘက်မှာပေါ့မရိယာရှေ့ဘက်ချမ်းမှာလဲသူတို့ကလာပြီးတော့တိုက်ခိုက်နေတာတွေရှိပါတယ်ကျမတို့ရဲဘော်တွေနဲ့တပ်ပေါင်းစုတွေနဲ့ပေါ့နော်အဲ့ဒါတွေကိုလည်းလာပြီးတော့သူတို့ရန်လိုပြီးတိုက်ခိုက်တာတွေရှိနေတယ်လို့ PLA အထွေထွေရဲမှုရဲဘော်နီနီကျော်ကပြောပြထားပါတယ်ခွနမိုင်ရွာအတွင်းတိုက်ပွဲမှာစစ်ကောင်စီအုပ်စုကနေတိုင်းနီးပါးလေကြောင်းကနေဘုံကျဲတက်ခတ်နေပြီးတော့ဘုံထိမှန်လို့တော်လိုင်းအင်အားစုတွေဘက်ကထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့ပြောဆိုထားပါတယ်တိုက်ပွဲကတော့တောက်လျှောက်ဖြစ်နေတာပေါ့ရှေ့လမတ်လ9ရက်နေ့တည်းကတိုက်ပွဲကဟိုဘက်ကပြန်ပြီးတော့စစ်တောင်း